ဘာလို့ကလို့ဟိုကမလည်းတခြားပါလာတယ်မင်္ဂလာပါကျွန်တော်ပြောချင်တာတွေကတော့ဆိုင်ကယ်တော့မောင်းရင်ဘယ်လိုဖြစ်ဖြစ်အန်ဂျီဆိုတာရှိတယ်အဲ့ဒါကြောင့်ကိုစင်စီဖို့ပြောချင်ပါတယ်ကဲဗီဒီယိုလေးကိုကြည့်လိုက်နော်လေးကတော့တရားအသက်ပုံသွားတာပေါ့ကဲအခုထွက်လာတဲ့ကားရစီကိုတွေ့လာမသိဘူးမှမရောက်လဲကျွန်တော်ညာဘက်အစိုးဆုံးကနေမောင်းမယ်ဆိုပြီးမှဒီချက်ပြမှသွားတယ်အရှိကအမဲရောက်ပဲအချက်ပြမီးမပြဘဲနဲ့တခါတည်းညာဘက်ချိုးလာတော့တော်သေးတယ်ကျွန်တော်တိုက်တော့မလို့ပဲနော်အဲ့မှာကြည့်နော်ကျွန်တော်တိုက်ပြီးတော့ကဲမစ်စီများလဲဘလို့ဖြစ်ပုံမှန်ဒီဖြစ်စီမှာဒီဖြစ်စီလမ်းပေါ်မှာဆိုရင်တတိထားသွားလာကြပါလို့ကျွန်တော်ပြောချင်တယ်နော်ကဲအားလုံးအခုရေလေးဖြစ်မယ်ဆိုရင်နော်ကျွန်တော်ပိုလိုလေးလိုက်လေးပါလေးနေတော့ပြကြပါဦးကဲဆက်အားပေးပါဦးခင်ဗျာကျွန်တော် TikTok နဲ့ Facebook ကိုလည်း follow ဖို့မမေ့သွားနဲ့အောင်နော်ကဲအကုန်လုံးကျေးဇူးတင်ရှိပါတယ်